စင်ကာပူနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့စင်ကာပူဖြစ်ပါတယ်ထိုင်းနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဘန်ကောက်ဖြစ်ပါတယ်ဘရူနိုင်းနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဘန်နာစီဘီကာဝန်ဖြစ်ပါတယ်ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဖနွမ်းပင်ဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဂျာကာတာဖြစ်ပါတယ်လာအိုနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဗီယန်ချင်းဖြစ်ပါတယ်မလေးရှားနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ကွာလာလမ်ပူဖြစ်ပါတယ်မြန်မာနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့နေပြည်တော်ဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့မနီလာဖြစ်ပါတယ်အရှေ့တီမောနိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဒီလီဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံ၏မြို့တော်အမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဟန်နွိုင်းဖြစ်ပါတယ်မိကုန်းတွေကိုဘယ်နှခုဖြေနိုင်လဲဆိုတော့ comment မှာမှတ်ခဲ့ပေးကြပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြရအောင်ဗျာ